no se ti sobi go pian toya romamo no son ti kya kita ne jinna vyasi yimhara na jinsa be bu aliye no se taniသူကအနေအေးရယ်စိတ်ရှည်ရယ်မိန်းမကိုလည်းစိတ်ချမ်းသာအောင်ထားတယ်ဂရုစိုက်ပေးတယ်ရန်ဖြစ်လေဖြစ်တာမရှိဘူးစိတ်ဆိုးရင်လည်းခဏပဲဖျားချောင်းသွားရင်ကလေးတွေမရှိခင်တော့လင်မယားနဲ့ရောက်သွားတာပေါ့နော်ကလေးတွေရှိပြီးတဲ့ခါကျတော့မိသားစုသွားကြတယ်မိသားစုပေါ်မှာသူကနွေးနွေးထွေးထွေးဆက်ဆံတယ်သူပျော်ပျော်ရွှင်ရွှင်ထားတာပေါ့နော်ငယ်တဲ့ကလေးတွေကိုပညာရေးဦးစားပေးတယ်ကလေးចောင်းကြိုចောင်းပို့ဆိုလည်းလုပ်ပေးတယ်နောက်ပြီးတော့ပြန်လာလို့ရှိရင်လည်းညဆိုလို့ရှိရင်အဲ့ဒါအိမ်စားရှိလားမရှိဘူးလားအဲ့ဒါတွေမေးအိမ်စားတွေဘာရှိလို့ရှိရင်တင်ပြတယ်ပညာရေးကိုအားပေးတာပေါ့နော်သူကလေးတွေကိုပညာတတ်ဖြစ်စေချင်နောက်ပြီးတော့ကလေးတွေဗာကြိုက်တတ်တယ်နောက်ဘယ်သွားသူပြန်လာပြီဆိုလို့ရှိရင်ကလေးတွေကြိုက်တယ်မုံတို့ဘာတို့အဲ့ဒါတွေဆိုနေဝယ်လာပေးတတ်တယ်ကလေးတွေနေမကောင်းဘူးဆိုလို့ရှိရင်လည်းသူကိုယ်တိုင်ပဲပြုစုတယ်ယူရတယ်တခါဆိုရင်အဲ့လိုကလေးတွေကြီးလာတော့လေအဲ့လိုပဲပေါ့တငယ်ချင်းလို့လဲဆက်ဆံတယ်နောက်မိဘလို့လဲစိုးဆုံးမတယ်ပျော်ရွှင်မှုကိုပေးတာပေါ့နော်မိသားစုကတော့သူရှိတော့ကဆိုတအားပျော်ရွှင်ခဲ့ရတယ်ညနေပိုင်းဆိုလို့ရှိရင်အဲ့လိုအိမ်ရှိတွေမှာပေါ့ဖြားတွေခင်းပြီးတော့စကားတွေပြောကြတယ်တချင်းတွေဆိုကြတာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်